မင်္ဂလိတယောက်ဟာမတော်တဆဆိုသလိုအရန်ကိုချောမောခံရတဲ့အယုတ်လေးတယောက်ကိုကောက်ရခဲ့ပါလေ။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမင်္ဂလိဟာအယုတ်လေးအပေါ်တကူကူလှုပ်လိုက်တိုင်းကီလိုမီတာထောင်ပေါင်းရောက်စွာဝေးကွာတဲ့နေရာမှာရှိတဲ့ CEO တယောက်ကသူခန္ဓာကိုယ်ပေါ်မှာအဲ့ဒီခံစားချက်တိုင်းတိုက်ရိုက်လိုက်ခံစားနေရတာပါ။ယူဒီယဆိုသလို CEO ဟာတစုံတယောက်ကသူ့ဘာကိုလာခိုင်တယ်လို့ခံစားလိုက်ရပါတယ်။သူကအကြမ်းလန့်တော့ပြီးဘီနာမှာရှိနေတဲ့လက်ထောက်ကိုကြည့်ကသူ့လက်ထောက်မှာထူးဆန်းတဲ့ဝါဒနာများရှိနေမလားဆိုပြီးတန်တရားဝင်သွားပါတယ်။အဲ့ဒီအချိန်မှာပဲတခြားတစ်ဖက်မှာတော့မင်္ဂလိကအယုတ်လေးရဲ့အင်းကြီးကိုလေပြီးနေတာကြောင့်အစည်းအဝေးလုပ်နေတဲ့ CEO ရဲ့ပေါင်းကြီးဟာလူအများရှိမှတင်အလိုလိုပြုတ်ကျလာပါတော့တယ်။ဝန်ထမ်းတွေရဲ့အံ့ဩနေတဲ့မျက်နှာတွေကိုမြင်ပြီး CEO လှရှက်ရကအစည်းအဝေးခံထိပ်ကနေချက်ချင်းထွက်ပြီးသွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါ CEO ကရေကျိုးပြီးအနားယူဖို့ပြင်ပါတယ်။ဒါပေမဲ့မင်္ဂလိဘက်မှာတော့သူ့ရဲ့အယုတ်လေးကရုတ်တရက်ရေတွေစူးနေတာကိုတွေးထွားပြီးအယုတ်လေးကိုအဝတ်နဲ့လိုက်တူပြီးပါတယ်။အဲ့ဒီအချိန်မှာပဲရေချိုးခင်းထဲမှာရှိနေတဲ့ CEO ကချမ်းစိမ့်စိမ့်ဖြစ်လာပြီးမမီနေရတဲ့လက်တစုံကသူ့ကိုလာပွတ်တက်နေတယ်လို့ခံစားလိုက်ရပါတယ်။အယုတ်လေးကရေမချောက်နိုင်တာကြောင့်မင်္ဂလိကစပင်းအချောက်ခင်းဆက်သွားယူတဲ့အချိန်မှာ CEO လည်းတပ်ပြင်းချနိုင်ပြီးအဝိဇ္ဇာတွေအမျက်လေးကအိပ်ပျော်သွားပါတော့တယ်။ဒါပေမဲ့မင်္ဂလိပြန်လာတဲ့အခါအယုတ်လေးကခြောက်သွားယုံတင်ပခပဲအဝိဇ္ဇာတွေပါပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။သူမှအယုတ်လေးကိုစားနှောက်ပြီးစကားပြောရင်အဝိဇ္ဇာတွေချက်လိုက်တဲ့အခါကရင်ပေါ်မှာအိတ်နေတဲ့ CEO ကထပ်ပြီးချမ်းလာပြန်ပါတယ်။သူဘာတွေထိနေမှမသိပဲထိတ်လန့်တကြားနှိုးလာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ CEO ကပင်ပန်းနဲ့ယုံတက်လာပါတယ်။သူထိုင်လိုက်တာနဲ့လက်ထောက်ကဖိတ်စာတစ်စောင်းပြီးသူ့အမိကပွေးကြီးတစ်ပွဲလှုပ်ထားလို့မထင်မနေလာခဲ့ဖို့ပြောပါတယ်။သူ့အမိကဗီဒီယိုကောခေါ်ပြီးမြန်အိမ်တော်မပြီးပဲမြေးချီခွင့်မပေးရင်လောကကြီးကိုနှုတ်ဆက်လိုက်တော့မေးဆိုပြီးအတင်းကျပ်ခင်ကန်းချောက်ပါတော့တယ်။ CEO စိတ်ငြိမ်နေတဲ့အချိန်မှာပဲဟိုမင်းကလေးကယုံခန့်ထက်ကိုဖိုင်လာပို့ပါတယ်။ CEO ကသူမကိုမြင်လိုက်တဲ့အကြံတစ်ခုရသွားပြီးသူ့ရဲ့ရေးစားအတူအပြုတ်ပွဲတက်ပြီးကိုကမ်းလှမ်းလိုက်ပါတယ်။အပြန်အလှန်အနေနဲ့ခါးသိမ့်တန် black cat ကတ်ပြီးလိုက်တဲ့အခါမင်းကလေးကဝမ်းတာအားရလက်ခံလိုက်ပါတယ်။သူတို့စင်ရောက်ပွဲကိုရောက်သွားတဲ့အခါလူလိုက်ရဲ့အကြည့်ကသူတို့စီမှာပဲရှိနေပါတယ်။ CEO ကမြင်တဲ့တယောက်တည်းနေတဲ့သူမို့လူတွေကတီးတူပြောဆိုနေကြပြီးမင်းကလေးရဲ့ကလည်းမနာလို့ဖြစ်လေကြပါတယ်။အထူးသဖြင့် CEO နဲ့တန်ရရမှာငါပဲတို့ထင်နေတဲ့တတိသမီးတယောက်ကမင်းကလေးကိုအဆက်ခွဲဖို့ရောက်လာပြီးစော့ကမောကစကားတွေပြောပါတယ်။ဒါပေမဲ့မင်းကလေးကလည်းငြိမ်းမခမ်းပဲထိမိမိဖြန့်ပြောလိုက်ပါတယ်။တတိသမီးကဒေါ်လာထွက်ပြီးပါရိုက်ဖို့ကြိုးစားပြီးမဲ့လီမင်းကလေးကလက်ကိုဖမ်းတားနိုင်ခဲ့ပါတယ်။တတိသမီးကဒေါ်လာတကြီးနဲ့အရက်ခွက်နဲ့ပတ်လိုက်ပြီးမဲ့မင်းကလေးကအယုလေးနဲ့ကလိုက်တာကြောင့်အရက်တီက CEO ဘုံကိုပဲစင်ခွန်းသွားပါတော့တယ်။လူတိုင်းအံ့ဩသွားကြပြီး CEO ရဲ့အရှိရာကအစည်းအဝေးခန်းထဲကနေချက်ချင်းထွက်ပြေးသွားခဲ့ပါတယ်။အဲဒီတော့ကမှမတီမင်းကလေးကအယုလီကိုတန်ရှင်းမှုရှူချူခံနေယူသွားပါတယ်။အဝတ်လက်လေး CEO ကရုတ်တရက်ရေးအေးစီနဲ့အလောင်းခံလိုက်ရတယ်လို့ဖြစ်သွားပြီးဒါတွေဘာကြောင့်ဖြစ်နေရလဲဆိုတာကိုလုံးဝနားမလည်နိုင်အောင်ဖြစ်သွားပါတော့တယ်။ခဏကြာမှဘလို့ရန်ပွဲပြန်ဖြစ်ပြီးမင်းကလေးနဲ့ဟိုတထေသမီးတို့နှစ်ယောက်လုံးရေခွေခန်းထဲကိုပြုတ်ကျသွားပါတော့တယ်။အတန်ကြားလို့ CEO 6တင်းကရေထဲမှာရုပ်လင်းနဲ့သူ့ရဲ့ဆိုရွှေနေတဲ့အဝတ်စားတွေကိုကြည့်ပြီးဒီအယုတ်ထဲမှာတခုခုထူးဆန်းတဲ့လျှို့ဝှက်ချက်ရှိနေပြီဆိုတာကိုသူသဘောပေါက်သွားပါတော့တယ်။ဒါကြောင့်သူဟာရေထဲကိုချက်ချင်းခုန်ဆင်းပြီးမင်းကလေးနဲ့အယုတ်လေးကိုကယ်တင်လိုက်ပါတော့တယ်